ယူအားလုံးပဲမင်္ဂလာပါမုန်းတို့ကြီးပြီးပြတ်သွားတာမျိုးဝင်မရတော့တာမျိုးကြောင့်ဂိမ်းကောင်ပြန်ဝင်တဲ့အခါဒါမျိုးကုတ်တောင်းနေဘယ်လိုကြော်ပြီးတော့ဝင်လို့ရတယ်ဆိုတော့သိချင်ရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါဝင်မရဖြစ်နေတဲ့ဂိမ်းကောင်တွေမှာချိန်ထားတဲ့ Facebook TikTok နဲ့ Gmail ကောင်တွေကတခုခုကလက်ရှိမှာသုံးလို့ရနေတော့မယ်ဆိုရင်တေချာပေါက်ပြန်ပြီးတော့ဝင်လို့ရပါတယ်အရင်ဆုံး Play Store ကနေ USA VPN software လေးကိုအရင် download ရမှာဖြစ်ပါတယ်ဝိုင်းပြထားတဲ့ဟာလေးကို download ရမှာဖြစ်ပါတယ်။အဲကောင်လေးကို download သွားပြီဆိုရင်တော့ software လေးကိုဝင်လိုက်ပါမယ်။ location ပြောင်းပေးရမယ့်နေရာကတော့အပေါ်ဆုံးရှီကာဂိုဆိုတဲ့နိုင်ငံကိုထားပေးရမှာဖြစ်ပါတယ်။ VPN ရှိတဲ့နေရာကိုတော့ခဏလေးစောင့်ပေးရပါမယ်။ဒါဆိုရင်တော့ VPN ရှိသွားပါပြီ VPN ရှိပြီးတော့ဗာဆက်လောက်အောင်မလဲဆိုရင်တော့ Play Store ထဲကိုပြန်ပြီးတော့သွားပါမယ် Play Store ထဲကိုရောက်ရင်တော့နောက်ထပ် Gmail တစ်ခုကိုပြောင်းပြီးတော့ Play Store ထဲကိုပြန်ပြီးတော့ဝင်ပေးရပါမယ်ပြီးရင်တော့ MMPP US version ဆိုပြီးရိုက်ချလိုက်ပါပေါ်လာပါလိမ့်မယ်အဲကောင်လေးကို download ဆွဲပေးရမှာဖြစ်ပါတယ်download ဆွဲပြီးသားပြီဆိုရင်တော့ပေါ်လာတဲ့ Mobile Legends Bang US ဆိုတဲ့ software တွေကိုဝင်လိုက်ပါဒီမှာဆိုရင်တော့ကိုရှိတ်ထားတဲ့အကောင့်နဲ့ပြန်ပြောင်းပြီးတော့ဝင်လို့ရပါတယ်ကျွန်တော်ကတော့ကိုခဲနဲ့စမ်းပြပေးတာဖြစ်ပါတယ်